ပြောရွှင်နေတဲ့ Let's go ဖွဲ့သားများ Okay, let's go. L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 et's go Euro လေးဆက်စားလိုက်အောင်နော် ခရီးသွားတွေ့ကြုံ ဒီ amphitheater တွေထဲမှာဒီ Colosseum ကအကြီးဆုံးပဲ Mounted Place ပါ Eiffel Tower ရဲ့အောက်ခြေရောက်နေပါပြီ ပါဇက်တွေထုံးနေ Vatican City ထဲကိုရောက်လာပါပြီ ။ညာဘက်လက်ကနေပြီးတော့ဘယ်ဘက်မဟုတ်ကြော်ပြီးတော့ပြည့်ရတယ် လှပရရှုခင်းတယ်အမှတ်တရအဖြစ်ပြများ တတိယနံပါတ်နဲ့ရေးတယ်ပြီးတော့ Let's go Euro 2016 Euro trip ဆိုပြီးတော့ရေးတယ်ဘာဖြစ်မှတ်တရရပါတော့ ပျော်ရွှင်မှုလွတ်လပ်မှုနဲ့စီလုံးမှုတွေ Let's go ပေါ့ကအဲ့ဒီလိုလုံးဝခါရဲကိုရဲအကုန်လုံးကြည့်လိုက်ရောအရဲတရားကို ။လာ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  Oh my god ခမ်းနားလာတဲ့ရှေ့ဟောင်းငွေတက်များကမ္ဘာအလှပဆုံးနဲ့အထင်ကြီးတွေနဲ့ ဒီမျိုးရတနေ့ကြောက်လို့ရှိရင်ပင်လေရင်မျက်နှာပြင်အောက်ကိုရောက်မယ်လို့ပြန်မယ် လွှမ်းပိုင် ။မြို့လေးကတော့အရန်ကိုတာယာလှပတဲ့မြို့ ကြော်ထွဆွေ ။မြင်နေရတာကတော့ခိုးအောင်ပြပါတယ် ဗန်နီဖြုတ် တော့ဒီရင်ရဲ့အလယ်မှာမြင်ရတာကြတော့ Egypt ကြောက်တိုင်လို့ခေါ်ရတယ် ဘော်ဘီဆောက်ဆာ ဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံလေးကိုပြည့်တဲ့ကြီးလဲမြင်မိလို့ထင်ပါတယ် နန်းသူစာ ချက်ဆောင်နေကြည့် နန်းမြတ်ဖြုတ်တဲ့ သူတို့အသုံးဆောင်တွေကိုဒီမှာပြထားပါ Let's go 6ရောက်ရဲ့ Go to Europe အမန် TV တွင်အပတ်စဉ်စနေနေ့တိုင်းည9:00နာရီနဲ့ Channel 9တို့တွင်အပတ်စဉ်ဗုဒ္ဓဟူးနေ့နေ့လယ်2:00နာရီတိုင်းထုတ်လွှင့်ပြသပေးသွားမှာပါ Coming soon on 2nd July